ကမမူးအောင်ဖြစ်ပါတယ်အမရဲ့ကလေးတွေကမိန်းစမ်းကျင်းရင်အင်ဂျင်နဲ့ဒဲရစ်ဖြစ်ပါတယ်ရှင်အမရဲ့ကလေးတွေက SIM မြန်မာမှာ Secondary 1 ရယ် Primary 6 ရယ် Primary 4 ရယ် Primary 1 ရယ်တက်ရောက်နေပါတယ်အမ SIM မြန်မာကိုရွေးချယ်ရတဲ့အကြောင်းရမြန်မာ subject အပြင် Chinese subject ပါသင်ကြားပေးတဲ့အတွက်ကြောင့်အမရွေးချယ်ခဲ့ပါတယ်ဒါအပြင်ပေါ့နော်Primary lower primary မှာသူကသင်ချာကိုစင်ကာပူသင်ချာကိုရွေးသင်ကြားပေးပြီးတော့ upper primary မှာကျတော့သူက Cambridge ကိုသင်ကြားပေးတဲ့အတွက်ကြောင့်အမရွေးချယ်ခဲ့ပါတယ်ဒါအပြင်ပေါ့နော်ဆရာမတွေတယောက်ချင်းစီရဲ့စေတနာမေတ္တာနဲ့ထားပြီးတော့ view design သင်ကြားပေးတဲ့အတွက်ကြောင့်အမကဒီကြောင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ရှင်SIM မြန်မာမှာအမကလေးတွေကိုထားတဲ့အတွက်ကြောင့် education အပိုင်းရော behavior အပိုင်းရော social အပိုင်းတွေရောတိုးတက်လာပါတယ်။ဒါအပြင်ပေါ့နော်ကလေးရဲ့လိမ္မာယဉ်ကျေးမှုအပိုင်းတွေရောပညာရေးအပိုင်းတွေပေါ့နော်အစအရာပေါ့လူမှုဆက်ဆံရေးတွေရောအကုန်လုံးအဆင်ပြေပြီးတော့တိုးတက်လာတယ်လို့အမထင်ပါတယ်ရှင်။အမအနေနဲ့ကလေးလေးယောက်စလုံးကိုဒီကျောင်းမှာထားတဲ့အတွက်ကြောင့်ပေးအလုံးရတဲ့အဆင်ပြေတယ်ဒလုံးရတဲ့အဆင်ပြေတယ်ပေါ့နော်အဓိကပေးအလုံးရတဲ့အချိန်မှာအမကလေးတွေကတယောက်နဲ့တယောက်အတန်းစင်းချိန်မတူတဲ့ခါကျကျောင်းမှာကစစ်စီတွေရှိရယ်ပြီးလို့ရှိရင် extra class တွေလည်းရှိတယ်စောစောစင်းတဲ့ကလေးတွေကျတော့အမကဆရာမတွေနဲ့ teacher တွေနဲ့stat တွေနဲ့ပေါ့နော်အမထားခဲ့ရတယ်stat တွေ teacher တွေကလည်းကလေးတွေကိုအနီးကပ်ပြုစုပေးတော့ပေါ့နော်စောင့်ရှောက်ပေးတဲ့အတွက်ကြောင့်အမကဒီကျောင်းရဲ့ကိုစစ်ဖြစ်တယ်လို့ထင်ပြီးတော့အမကဒီကျောင်းကိုထားခြင်းဖြစ်ပါတယ်။နောက်တော့ဒီကျောင်းရဲ့ပတ်ဝန်းကျင်ရော security ရောအစားပေါ့နော်အစားအရာစစ်ဖြစ်တယ်လို့အမထင်ပါတယ်ရှင်။ပြီးတော့ဒီကျောင်းကလည်းမိဘတွေရဲ့ back review တွေ go review တွေကိုလည်းတေချာ view design နဲ့ပေါ့နော်နားထောင်ပေးပြီးရောလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်အမကရွေးချယ်ပါတယ်။နောက်တော့ဒီကျောင်းမှာကFriday နေ့တိုင်းပေါ့ဟောက်ချင်တဲ့လေးတွေသူတို့ကကျင်းပပေးတဲ့အတွက်ကြောင့်ကလေးတွေကပြန်ဆိုင်ခြင်းနဲ့စိတ်လေးတွေဖြစ်ပေါ်လာတဲ့အတွက်ကြောင့်အမကသဘောကျမိပါတယ်ရှင်